โอเคအားလုံးပဲမင်္ဂလာပါ Handicap Knowledge ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ Club World Cup ရဲ့16သင်းဆင့်ရှုံးထွက်ပွဲစဉ်ဒုတိယနေ့ပြိုင်ပွဲ2ပွဲရှိပါတယ်အဲ့2ပွဲလုံးကျွန်တော်သုံးသပ်ပြမှာဖြစ်ပါတယ်ကဲဆိုတော့စလိုက်ကြအောင် PSG နဲ့ Inter Miami တို့ပွဲကဒီနေ့ည10:00နာရီခွဲမှာစပြီးတော့ကံမှာဖြစ်ပါတယ်အဲ့ဒီပွဲမှာကျွန်တော်တို့ဒီမနက်ပေါ့နော်မနက်စတင်ကြီးအနေနဲ့ဘယ်လိုဖွင့်ပေးထားလဲဆိုလို့ရှိရင် PSG ကနေပြီးတော့ 2D ပေါ့နော် 2D ဖွင့်ပေးထားတယ် body ကြီးပေါ့နော်ပြီးတော့ကိုပေါင်းကြီး၄လုံး80စားဆိုတော့ဒီကြီးကိုကျွန်တော်သုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအုပ်စုအဆင့်ပွဲတွေပြန်ကြည့်ရမှာပေါ့နော်အုပ်စုအဆင့်ပွဲတွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင် Inter Miami နဲ့ PSG နဲ့ PSG ကအုပ်စုမှာသူကဗာလဲ Seattle Sounders ကိုသူက Z2 နဲ့နောက်ဆုံးမှာနိုင်တယ်ပြီးလို့ရှိရင် Botafogo ကိုရှုံးတယ်ပြီးတော့ Atletico Madrid ကို 4-0 နဲ့နိုင်တယ်ဆိုတော့အဲ့3ပွဲမှာပြန်ကြည့်ရမယ်ဆိုရင် Atletico Madrid ကိုတော့ကြတော့သူက 2-0 နဲ့အရင်နိုင်တာ2-0နဲ့နိုင်ပြီးမှ Atletico Madrid ကတယောက်အနီကထိပြီးထွက်သွားလို့နောက်ထပ်2ဂိုးထပ်သွင်းပြီးတော့ဂိုးပြတ်ခြေပြတ်နိုင်ရပါဘူးပေါ့နော် PSG က Botafogo နဲ့ပွဲကြတော့ PSG ကလူချန်လိုက်တာလည်းပါမယ်သူ့ရဲ့ကွင်းလဲတွေသူမထည့်ခဲ့ဘူးဒါကမနေ့ကကျွန်တော် Botafogo ပွဲအတွက်သုံးသပ်ချက်မှာကျွန်တော်ပြောခဲ့ပြီးပါပြီဆိုတော့ Botafogo ကအဲ့ပွဲမှာZ1 နဲ့သူကတ်နိုင်သွားတယ်PSG ကလူချန်လိုက်တဲ့အတွက်သူပြောရင် foul အောက်သွားတယ်ပေါ့ဗျာ foul အောက်သွားတယ်ပေါ့ပြီးတော့အဲ့ပွဲတုန်းကလည်းသူကြီးအရာလည်း PSG ကမနိုင်သေးဘူး PSG ကအဲ့ Botafogo ကိုအဲ့ပွဲတုန်းကသူက1-80ကိုပေါင်းကြီး 3D အဲ့လိုပေးခဲ့တာပေါ့နော်1-80ဆိုကြီးက PSG က Botafogo ပေးတဲ့ကြီးအနေနဲ့ကအရန်ပြော့တယ်ပေါ့နော်အဲ့လိုပြော့တဲ့အတွက်လည်းသူကြီးကျသွားတယ်ပေါ့ဒါပေမဲ့ထူးဆန်းတာကကျွန်တော် Seattle Sounders နဲ့ပွဲ Seattle Sounders ဆိုတာကသိရတဲ့အတိုင်းပဲကျွန်တော်တို့အမေရိကန်ကလပ်ပေါ့နော်အမေရိကန်မှာကျွန်တော်တို့ Asian နဲ့3သင်းအစတော့2သင်းပဲပါခွင့်ရတယ် Asian LAFC နဲ့ Inter Miami နဲ့ဒါပေမဲ့အဲ့ဒီကလပ်တစ်ခုပေါ့နော်ဘယ်တိုက်ကလည်းတော့ကျွန်တော်မမှတ်မိတော့ဘူးသူတို့ဝင်မပါနိုင်တဲ့အတွက်ကျွန်တော် Seattle Sounders ကအစားထိုးအနေနဲ့ဝင်ခွင့်ရလာတယ်ပေါ့နော်ဆိုတော့ Seattle Sounders ကနောက်မှဝင်တဲ့အသင်းဆိုတော့အဲ့အသင်းနဲ့မှာသူက PSG ကအဲ့ပွဲကတူတူဆန်ဆန်သူနိုင်တယ်သူ Z2 နဲ့နိုင်တယ်ဒါပေမဲ့ကြေးမအောင်ခဲ့ဘူးပေါ့နော်အဲ့ပွဲမှာပေးတဲ့ကြေးကဘယ်လိုမျိုးပေးခဲ့လဲဆိုတော့ PSG ကနေပြီး Seattle Sounders ကို2-50 ၄လုံး60စားဆိုပြီးပေးခဲ့တယ်အဲ့ဒါကဒီနေ့ PSG ကနေပြီး Inter Miami ကိုပေးတဲ့ကြေးနဲ့သူကတိတ်မကွာဘူးလို့ပြောလို့ရတယ်။ဘာလို့လဲဆိုတော့စတဲ့ကြေးမှာကျွန်တော်တို့ဒီ PSG ကနေပြီးတော့မနော်ဒီနေ့ 2D နဲ့စပေးတယ် body ကြေးပေါ့နော်ကိုပေါင်းကြေး၄လုံး80စားပေးတယ်။အဲ့ဒါမှအခုဒီညနေပေါ့နော်ညနေကျွန်တော်ဒီ6နိုင်ဝန်းကျင်မှာကျွန်တော်ကြည့်တဲ့ကြေးကကြတော့နှလုံးကို30ရှုံးsorry နှလုံး50ရှုံးနှလုံး50ရှုံးနဲ့၄လုံး30စားဆိုပြီးပေးထားတယ်။ပေးထားရဆိုတော့ကျွန်တော်ပြောbody ကြေးကတော့နည်းနည်းတက်လာတယ် 2D ကနေပြီးတော့2-50ထိတက်လာတယ်ကိုပေါင်းကြေးကလေသူက၄လုံး80စားနေပြီး4လုံး30စားထိကိုသူကြေးတက်လာတယ်ဒါပေမဲ့အရင်ကြီးတော့မဟုတ်ပေါ့ပြားလေးပေါ့နော်ပြားလောက်လေးတက်လာတယ်ဒါပေမဲ့ခုနက Seattle Sounders ပွဲကြေးနဲ့ပြန်ပြီးတော့သုံးသက်ကြည့်မယ်ဆိုရင်ဒီကြေးကပြန် Seattle Sounders ကြေးပဲ Seattle Sounders ကို PSG ပေးခဲ့တဲ့ကြေး Z2 နဲ့နိုင်တယ်ဒါပေမဲ့ဘောလုံးနိုင်ပြီးတော့ကြေးရှုံးတယ်ဆိုတဲ့သဘောမျိုးပေါ့နော် PSG ကျွန်တော်လည်းအဲ့တော့ PSG ဘော်တွေဆိုရွေးခဲ့တယ်ဒါပေမဲ့ကျွန်တော်ရှုံးတယ်ပေါ့နော်ဆိုတော့ဒီကြေးတွေနဲ့သုံးသက်မယ်ဆိုလို့ရှိရင် Inter Miami ကိုတစ်ချက်ပြန်ကြည့်ရမယ်sorry Inter Miami အကြောင်းပြောဖို့ဖြစ်သွား Inter Miami ကိုတစ်ချက်ပြန်ကြည့်မယ်ဆိုရင် Inter Miami က El Ahly ဆိုတဲ့ Egypt ကလပ်ကိုသူဈေးတည်ကြတယ်ဒါကပြောရင် Inter Miami ကောင်းတယ်လို့ပြောရမယ်ဘာလို့လဲဆိုတော့ El Ahly ကကစားအားကောင်းတယ်သူက Egypt ရဲ့သူကဘယ်လိုပြော beast အသင်းလို့တော့သတ်မှတ်ကြ beast ဆိုတာဘယ်လိုပြောရမလဲကောင်းတဲ့အသင်းပေါ့ဗျာကောင်းတဲ့အသင်းလို့လည်းသူသတ်မှတ်ထားတဲ့ El Ahly နဲ့သူဈေးတည်ကြတယ်ပြီးတော့ပေါ်တိုနဲ့ပေါ်တိုနိုင်တယ်ပေါ်တိုကကြတော့ပြောရင်ဒီကမ္ဘာဖလားမှာဒီကလပ်ကမ္ဘာဖလားမှာသူကပုံမှန်ခြေစွမ်းအောက်ရောက်နေတဲ့အသင်းဆိုတော့ဒါကထားလိုက်တော့ Inter Miami ကသူပုံမှန်ပဲကစားပြီးတော့နိုင်သွားတယ်ပြီးတော့အဲ့နေ့ကြေးမှာလည်းပေါ်တိုက1+90စားပေးထားတဲ့အတွက်ကြေးကအရန်ပျော့လွန်းနေတဲ့အတွက်သူတို့ကြေးရှုံးသွားတယ်ပေါ်တိုကကြေးရှုံးပြီးတော့ Inter Miami ကနိုင်သွားတယ်ကြေးအောင်သွားတယ်ဆိုတော့နောက်ဆုံးပွဲပါမီယက်နဲ့ပွဲမှာလည်း Inter Miami ရဲ့ခြေစွမ်းကိုတော်တော်လေးအားရတယ်လို့ပြောရမယ်ဘာလို့လဲဆိုတော့ပါမီယက်ဆိုတာကဘရာဇီးကလပ်ဘရာဇီးကိုမှသူကဘရာဇီးကလပ်ကျွန်တော်တို့ဒီပြိုင်ပွဲမှာ3သင်းပါတယ်ပေါ့နော်ပါမီယက်ရဲ့ဒီနေ့ညကန်မဲ့ဖလာမင်ဂိုရဲ့ပြီးတော့မနေ့ကကန်တဲ့ဘူတာဖိုကိုရဲ့ပေါ့နော်အဲ့3သင်းမှာသူကပါမီယက်ကပြောရင် ranking တွေအရာသူကအမြင့်ဆုံးပါမီယက်အမြင့်ဆုံးပြီးတော့မှဖလာမင်ဂိုပြီးတော့မှဘူတာဖိုကိုဆိုတော့အဲ့လို3သင်းပေါ့နော်3သင်းမှာတော့သူကဘရာဇီးဝင်ခွင့်ရတဲ့ကလပ်တွေထဲမှာဘရာဇီးရဲ့အကောင်းဆုံးအသင်းကိုဆဆချင်းမှာနိုင်နေရလို့ပြောရမယ်သူကပွဲပြီးရလက်ကတော့တူမှန်တယ်ဒါပေမဲ့ Inter Miami က2-0နဲ့ကိုမိနစ်80ကျော်လောက်ထိဥဆောင်နေတာ
မိနစ်80ပေါ့နော်80ကျော်တော့မဟုတ်80လောက်အထိကိုသူဥဆောင်နေတာနောက်မှအဲ့ဆွာဇက်တို့တခြားပလေယာတွေကိုထုတ်ပြီးတော့လူစားထိုးလိုက်တဲ့အချိန်ကျတော့မှပါမီယက်ကပြန်ပြီးတော့ဂိုးတွေရလာတယ်ပြီးတော့အဲ့လိုတူတူတရေကြပြီးပွဲပြီးသွားတယ်ဆိုတော့အဲ့ပွဲမှာလေအင်တာမိုင်မီကကြီးအောင်တယ်ပါမီယက်ကနေပြီးတော့ level 80ရှုံးပေးတဲ့ဟာကိုအင်တာမိုင်မီကတရေရအောင်ကစားတဲ့အတွက်သူကြီးအောင်သွားတယ်ပေါ့နော်အဲ့ပွဲမှာဆိုအင်တာမိုင်မီခြေစွမ်းကလည်းသူကသွားရှုပ်လို့မရအောင်ကျွန်တော်တခုပြောချင်တာကပါမီယက်ကထားလိုက်တော့ကျွန်တော်တခုပြောချင်တာကဘာလဲဆိုတော့ဒီအမေရိကန်3သင်းရှိရပေါ့နော် LAFC ရဲ့ဒီ Seattle Sounders ရဲ့အင်တာမိုင်မီရဲ့3သင်းရှိတယ်အဲ့3သင်းထဲမှာအကောင်းဆုံးအသင်းကသူကဟိုပါဗျဘာလဲ LAFC ကပြောရင်သူတို့3သင်းထဲမှာသူက ranking အမြင့်ဆုံးပဲအမြင့်ဆုံးဒါပေမဲ့သူကအုပ်စုပြုတ်ခဲ့တယ်ပြီးရင်ဒုတိယအမြင့်ဆုံး Seattle Sounders လည်းအုပ်စုပြုတ်ခဲ့တယ်ဒီအနှိမ်ဆုံးအသင်းဖြစ်တဲ့အင်တာမိုင်ယာပေးပေါ့နော်အင်တာမိုင်ယာရဲ့ ranking အနှိမ်ဆုံးနဲ့ဟိုမှာသူကအုပ်စုနောက်တစ်ဆင့်ကိုတက်လာခဲ့တယ်ပြောရင်မက်ဆီရဲ့ effort တွေနဲ့လည်းမကင်းဘူးလို့ပြောရလိမ့်မယ်မက်ဆီလည်းတော်တော်လေးကိုယုံတယ်အင်တာမိုင်ယာမီမှာသူ free kick တွေခဏသွင်းသလိုဖန်တီးမှုတွေသူလုံးဝကွင်းလျက်နေတောက်လျှောက်ဆွဲပြီးလုံးဝတိုက်စစ်စဖို့အတွက်ကိုသူ့စီကနေပြီးတော့ impact တွေအများကြီးတွေ့ရတယ်ပေါ့နော်သူပြောရင်သူကအသက်ကြီးတယ်ဆိုပေမဲ့ရိုင်းမပြတ်သေးဘူးသူနဲ့တူတွဲဆော့ဖို့လည်းစော်ဆက်ကလည်းပြောရင်ဟိုအပိုင်အခွင့်အရေးတစ်လုံးရရင်တော့သူတကိုးတော့ရအောင်လုံနိုင်သေးတယ်ဘာလို့လဲဆိုတော့နောက်ဆုံးပွဲအဲ့ပါမီရဲ့စင်ပွဲမှာသူသွင်းသွားတဲ့ကိုတော်တော်လေးမဆိုးပါဘူးသူ့အသက်အရွယ်နဲ့ကြည့်ရင်ပေါ့လေဆိုတော့အဲ့တော့ကြည့်ကိုပြန်လဲသုံးသက်ကြည့်မယ်ဆိုလို့ရှိရင်Seattle Soundersကအင်တာမိုင်မီထက်ကျွန်တော် run တစ်ဆင့်ဘယ်လိုပြောရမလဲအဆင့်ဟိုဘယ်လိုပြောရမလဲပုံမြင့်တယ်ပေါ့နော်အဲ့လိုပြောရမယ်ဟို ranking ပုံမြင့်တဲ့အတင်းပေါ့အဲ့လို Seattle Sounders မှာ PSG ကနေပြီးတော့နှလုံး90ရှုံးပေးတယ်ကိုပေါင်းကြီး4လုံး60ရှုံးပေးပြီးတော့ Z2 လေးနဲ့ပဲကတ်နိုင်သွားတယ် PSG ကအဲ့လိုဆိုတော့ကျွန်တော်ကတော့ DJ ကပျော့တယ်လို့ထင်တယ်တော်တော်များများတော့ PSG ကအင်တာမိုင်မျိုး DJ ပေးတယ်ဒါကြီးပြင်းတယ်ဆိုပြီးတော့သတ်မှတ်ကြလိမ့်မယ်ဒါပေမဲ့ကျွန်တော်ကတော့ DJ ကိုပျော့နေသေးရလို့ထင်တယ်ဘာလို့လဲဆိုအင်တာမိုင်မီက Seattle Sounders ထက်လည်းပို့ပြီးတော့ ranking နှိမ့်နေဟိုဘယ်လိုပြောရမလဲတော့နေသူနောက်ဆင့်တက်ခဲ့တယ်ဆိုပေမဲ့အင်တာမိုင်ယာမီကို DJ ထက်တော့ပို့ပြီးတော့ပေးတဲ့ဒီထက်ပို့ပြီးတော့ကြေးပြင်းတဲ့တယ်လို့ထင်တယ် PSG ကလေ PSG ကနေပြီးတော့နှလုံး90ပေးမယ်စား3လုံးမှဘယ်လောက်စားလို့3လုံး30စား3လုံး40စားအဲ့လိုမျိုးပေါ့နော်အခုကကြတော့3လုံးသွင်းတာလဲသူကအပြတ်စားမယ်ဗျာဆိုတော့အဲ့ကြေးကိုကျွန်တော်တိတ်မကြိုက်ဘူးပြော့တယ်လို့ထင်တယ်ပြီးတော့နောက်တစ်ခုဒါမဲ့နောက်တစ်ခုကျွန်တော်တို့စဉ်းစားစရာရှိတာ PSG မှာဘယ်သူပါလာပြီလဲဆိုတော့ PSG မှာဒမ်ဘီလီကဒဏ်ရနေပြန်သက်သာလာပြီဆိုတော့ဒမ်ဘီလီသက်သာလာတဲ့မြာဒမ်ဘီလီပါလာမဲ့တိုက်စစ်ကပို့ပြီးတော့ဂိုးရဖို့လွယ်မယ်လို့မျှော်လင့်လို့ရတယ်ပေါ့နော်လူတိုင်းအဲ့လိုပဲမျှော်လင့်နေကြမယ်ဆိုတော့ကျွန်တော်ကတော့အဲ့လိုဒဏ်ရာနေပြန်သက်သာလာခြင်းမှာဒမ်ဘီလီအနေနဲ့ချစ်ချင်းအဲ့လိုလောကပြုံးတိုင်းဆိုပြီးတော့လောကဂိုးတွေရှယ်သွင်းပြီးတော့လုံနိုင်မယ်လို့လည်းမထင်ဘူးပြီးတော့တစ်ဖက်ကလည်းအင်တာမိုင်မီဆိုတာကတသိန်းနဲ့တော့ပါတဲ့ USA အင်ရှင်အသင်းဆိုတော့အင်ရှင်အသင်းဖြစ်တဲ့အတွက်သူတို့ရဲ့အသင်းကိုတော့သူတို့တေချာပေါက်နောက်တစ်ဆင့်တက်ဖို့တော့အတက်နိုင်ဆုံးလုံးမှာပဲလို့ထင်တယ်ဖြစ်အဲ့လိုမျိုးဖြစ်တဲ့အတွက်အင်တာမိုင်ယာမီကိုလည်းကျွန်တော်ယုံကြည်ခြင်းတယ် PSG ကိုပြောရင်ကြီးပြော့တယ်လို့ကျွန်တော်ခံစားနေရတယ်အခုချိန်မှာဆိုတော့ PSG ဘက်ကမယ်အင်တာမိုင်ယာမီ body ကြိုက်ပါတယ်ကိုပေါင်းကြီးကတော့4လုံး30စားဆိုတော့ပြောရမှာနည်းနည်းတော့ဟိုလက်ပေါက်ခဲ့တယ်သူကPSG သားတကယ်လို့ကြီးမအောင်ဘူးဆိုလို့ရှိရင်ဂိုးအောက်မဲ့ကြီးဂိုးအောက်ဖို့များသွားပြီဂိုးအောက်မဲ့ကြီးမဟုတ် sorry ဂိုးအောက်ဖို့များသွားပြီဘာလို့လဲဆိုတော့ဟို4လုံး60စားတောင်မှကျွန်တော်တို့ဂိုးအောက်ခဲ့တာပဲလေရှေ့Seattle Soundersနဲ့ပွဲမှာဒါပေမဲ့အဲ့တခုရှိတာကအဲ့Seattle Soundersနဲ့ပွဲမှာ PSG နီးပြပွဲပြီးတော့အင်တာဗျူးမှာပြောခဲ့တယ်ပေါ့နော်ကျွန်တော်တို့ဒီထက်ပိုပြီးဂိုးတွေအများကြီးသွင်းဖို့ကြိုးစားခဲ့တယ်ပေါ့နော်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ကွင်းကတော်တော်လေးအခြေအနေဆိုးတယ်တဲ့ကွင်းအခြေအနေဆိုးပြီးတော့အဲ့လိုဘောလုံးကပေါ့နော်ဟိုဘောလုံးလို့မဖြစ်နေဘူးပေါ့ဗျာတည့်မယုံတကောင်လို့ဖြစ်နေရပေါ့သူပြောခဲ့တယ်ဟိုဘောလုံးကခုန်နေပေါ့အများတန်းသူထိန်ရပြူကအရန်ခက်တယ်ပေါ့ဆိုတော့ခြုံငုံသုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်ဒီပွဲက PSG ဂျေးမအောင်ဆိုလို့ရှိရင်ဂိုးတေချာပေါ့အောက်မဲ့ဂျေးနှလုံး90 4လုံး30သားဆိုတာကဂိုးအောက်ဖို့ဂိုးအောက် body out ဖြစ်ဖို့များတယ်လို့ကျွန်တော်ယူဆတဲ့အတွက်အင်တာမိုင်မီ body နဲ့ goal out ကိုကျွန်တော်သဘောကျပါတယ်ဆိုတော့နောက်တစ်ပွဲကိုနောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာကျွန်တော်ထပ်တင်ပြပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ